ဒီတစ်ပတ်ကတော့မှန်းချက်နဲ့နှမ်းတွက်သိပ်ကြိုက်လေးဖြစ်နေကိုယ်လွယ်လွယ်ချိုချိုဖြစ်နေရကြတယ်ဒီမနေ့ပိုင်းကစားမဲ့အရာဟိုကညနေမှလာထွက်ပြီးညနေမှကစားမဲ့အရာဟိုမနေ့ပိုင်းလာထွက်ပထမဆုံးကြောက်ကင်းထွက်တဲ့နေရာစားပြီးအဲ့လိုဖြစ်သွားတယ်တော့ကျွန်တော်မနေ့ကဆိုစာရေးပြီးတော့တင်ခဲ့တယ်ရွှေကီးလေးရှင်းငါးပါရွှေကီးတော့ထိသွားတယ်ပေါ့နော်ဝမ်းကျိန်းကို2လေးဝမ်းကျိန်းဆိုပြီးကျွန်တော်အကြိုက်ပေးခဲ့တာ2လေးဝမ်းကျိန်းပေါ်ဖွင့်3လုံးလာကြသွားတယ်ကျို့အစင်ပြေနော်ဒီတစ်ပတ်လုံးတော့ကိုအစင်ပြေဒီနေ့ညနေကိုကျွန်တော်အနေဖြင့်6ဝမ်းကျိန်းကိုကြိုက်တယ်6ဝမ်းကျိန်းကြိုက်ပြီးတော့အပြင်မှာ6တလုံးကိုကျွန်တော်တို့ဖြစ်လုံးတော့ကိုကြိုက်တယ်6တလုံးမှာကျွန်တော်ရှိရဝမ်းကျင်းက6တိဝမ်းကျင်းရတယ်6ကိုဝမ်းကျင်းရတယ်ဆိုတော့ဘုံတူက6တလုံးဖြစ်နေတဲ့အတွက်ကြောင့်6တလုံးကကန်ပြီးတော့6မပတ်ရှင်းဆိုရင်တော့6တိ6ကိုအဲ့ဒီနှစ်ကွက်ထဲကိုထိုး6 3ကွက်ပေါ့နော်အဲ့6တိကိုအပြီးပေါက်နေဖြစ်လာနိုင်နေရှိတယ်6တလုံးကတော့6နဲ့ပတ်သက်ပြီးတော့6တိ6ကို6အဲ့ဒီ3ကွက်ပေါ့နော်ဟုတ်ပြီ9ကနေပြီးခွန်9ကန်ပဲခွန်9နှစ်9ပေါ့နော်အဲ့နှစ်ကွက်ထဲကိုကျွန်တော်အနေဖြင့်ကစားဒီ9ကွက်ထဲပေါ့9ကွက်ဟုတ်ပြီကျွန်တော်ကက်တွေကိုကြည့်လိုက်တဲ့အချိန်ကပြီးမင်းတပီးကဘာလို့ပေးတာလဲဆိုကိုတလုံးဘုတ်တုံးမကြော်ဆိုပြီးတော့ပေးတာရှိတယ်ဒါကြောင့်မလို့ညနေမှာကျုပ်က6လုံးရတယ်ဘုတ်တုံးမကြော်ကကိုဖြစ်နေတဲ့အတွက်ကြောင့်6ကိုတစ်ကွက်ထဲကိုဘုတ်ကွက်နေဖြင့်နှစ်ခတ်ပေါ့နော်နှစ်ခတ်တွေအောင်ကြာများတယ်မကြားတဲ့အချိန်များရဲဆိုလာတော့မယ်လို့ထင်တဲ့ကြောင့်6ခုတစ်ကွက်ထဲကိုဘုတ်ကွက်နေဖြင့်နဲ့ရေးရွှေ့ပြီးပေးခဲ့တယ်ဟုတ်လားဒီစလို့ဆက်လိုက်တော့အဆင်ပြေကြပါပဲအမြဲတမ်းပျော်ရွှင်နေမှာသူပြောတာလေးပဲတည်တယ်လို့အလုံးသူအမြဲတမ်းပျော်နေမှာစိတ်ကြည့်ပါလေအမြဲတမ်းပျော်သေးခြင်းပါလေနော်စစ်ဖိအားတွေအောင်ပေါက်ပြပါသေးလို့စတောင်းပေးခဲ့ပဲဟုတ်တော်တော်ပါစီးပါ